ဘောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Florian Wirtz အတွက်ကမ်းလှမ်းမှုကိုလီဗာပူးစီရဲ့ညှင်းထုတ်လိုက်တဲ့တင်းလေးကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အပြည့်စုံကြည့်ရန်ပြ TikTok ညီကိုနေတဲ့ TikTok Van ဝါ YouTube မှာလာရောက်နားဆင်လို့ရပါတယ်ခင်ဗျာလီဗာပူးစီရဲ့အတင်းဝင်ပြသူက Florian Wirtz တွေဗျာလီဗာပူးတင်းကယူတန်း120 132တန်းထိပေးပြီးတော့သူတကယ်ကိုစိတ်ဝင်စားတဲ့အတွက်ကမ်းလှမ်းနေဗျာဒါပေမဲ့လည်းဗျာကူလိုချန်ပီယံဖြစ်တာတဲ့အတင်းကို Florian Wirtz အတွက်တောင်းဆိုမှုကတော်တော်လေးကိုများတယ်ဗျာယူတန်း140ပလက်ဗျာသူစုချင်းငွေတွေပိုင်းလဲဆိုယူတန်း150လောက်ထိကိုသူကလိုချင်နေရလဲဖြစ်ပါတယ်လပဘူးတင်းရလဲဗျာသူတို့နောက်ဆုံးပိတ်ထိ132တန်း135လောက်ထိကိုပို့ပေးဖို့ဆန္ဒရှိတယ်ဒါပေမဲ့လည်းဗျာတန်း140အောက်ကိုသူတို့လုံးဝမလျှော့ဘူးတန်း140တန်း150အထက်ပေါ့ဗျာသူတို့လိုချင်နေရလို့တောင်းဆိုထားတယ်လပဘူးစင်ကိုလောလက်ကမှရောက်တဲ့ every time ကလည်းဗျာသူရရင်ရတယ်လို့တောင်းဖို့အတွက်ဆန္ဒရှိနေရလဲဖြစ်ပါတယ်လပဘူးစင်ကလည်းဗျာဒီသူတောင်းတဲ့ဟာကိုပေးဖို့အတွက်လူဝစ်ဒီရက်ကိုသူကလည်းရောင်းထုတ်မှုဆန္ဒရှိနေတယ်လူဝစ်ဒီရက်ကိုလည်းဗျာဘာဆိုနာတင်းရယူတန်း90ကျော်လေးနဲ့လိုချင်နေရလဲဆန္ဒရထွက်နေတဲ့အတွက်သူတို့ကဒီကစားသမားကိုရောင်းမထုတ်ပြီးမှသူတန်း150လောက်ကိုပေးနိုင်ပါဗျာမဟုတ်လို့ရှင်သူတို့အတွက်ကလည်းနည်းနည်းခက်ခဲနေရဗျာလပါဘူးတင်းကကြိုက်ပြီမယ်လေဒီကစားသမားကနောက်ပြီးကြတော့ဗျာကျောနံပါတ်30ဝစ်ရှင်နဲ့နောက်ပြီးကြတော့ဗျာတစ်ဖက်လောက်ကပေါင်3နဲ့2တောင်ပေးရမယ်ဘာညာအတွက်သူတောင်းဆိုတာရတော်တော်လေးကိုများတယ်ဗျာလပါဘူးတင်းကလည်းတော်တော်လေးကိုကြိုက်နေလို့ဗျာမဟုတ်ရင်နောက်ဆုတ်ပြီးဒါပေမဲ့ကိုတီကိုဗျာနောက်မဆုတ်ပဲနဲ့သူတို့ဆွေးနွေးမှုတွေကိုဗျညှိနှိုင်းနေရပေါ့ဒီ Florian Wirtz တွေကတော့ဒီတန်း140အထက်မှာပေးမှရမှာပါတန်း140အောက်ဆိုရင်တော့လုံးလုံးကိုဟိုအချက်ကင်ထားတာလည်းဖြစ်ပါတယ်ဒါပေမဲ့ play တဲ့ဒီနေ့လည်းဘလို့ထင်လဲဗျ comment မှာမှန်သွားပေးပါဦး